အမအခုကမန်းတက်ထဲမှာလေအေးကြီးကွာလေးနဲ့လေအဲ့ဘသူလေးတွေဟောသဘောကျတယ်ဟောတော့ဒီနေ့တအားလာတာပဲဒီကအောင်မြတ်ဆန်ကြီးကပန်းဝဲလက်ကိုမလွတ်တမ်းကိုကန်ထားမှာကိုကြည့်ရတဲ့တရားလုံးကိုရအမက်ကရမဲ့ပြစ်နေတာရှေ့ကမတုံ့တင်လုံးနေနိုင်သေးရလားပြီးမှနေတဲ့ငါနဲ့တွေ့မယ်အောင်မြတ်ဆန်ကိုတင်းအောင်လုပ်နေကြတယ်အောင်မြတ်ဆန်တင်းလာရင်ဘယ်လောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြသေးဘူးနဲ့တူတယ်မြစ်တာထားမဲ့ကြံတိုင်းဒီအဲ့ဒီအပြုတ်မှုတွေကငါ့ကိုပြန်တင်းလာစေတယ်နော်လိုက်ရိုက်လိုက်ငါကောက်ပါတော့အရှင်လောင်းလာဝဲတာမရောင်းနိုင်ဘူးငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူးနေပြန်တော့ဒီနေဟာမှာဘယ်တော့မှအိပ်ပြန်မစဘူးဒီရုံမောင်ကတည်းကဒီရစခတ်တည်းဘယ်တော့မှမေ့အောင်ဒီတိုင်းပဲထားတယ်ဟေးနိုင်ရှင်မြူပြီးလို့အသေးလိုက်ခုန်ပြီးသောဟုန်ကျွဲမိသားကြီးငါအလိုမဖြစ်မြောက်လို့တော့နေလေအေးနေရမယ်လို့မထင်သွားငါဒီနေရာမှာတုံးနဲ့တရားနေချင်လို့လားဘာဝနာတရားတွေဘယ်လိုရှင်ပြူလူသွားတဲ့ကောင်အောင်မြတ်ဆန်ရန်သူပဲသိဘူးဟာငါအခုချိန်မှာရှင်ပြူပေးချင်တာပဲသိတယ်စာမလေးမောင်ထဲမှာလို့စာမလေးမောင်ထဲမှာလို့လူတယောက်ကိုမုန်းလို့တတ်ရင်တစ်ခါပဲသိမှာနာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါသိ